Hi guys မင်္ဂလာပါအင်္ဂလိပ်နေ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံတဲ့ Mr. Anon ပဲဖြစ်ပါတယ်ထူးဆန်းထွေလာတွေကိုစောင့်ကြည့်ပေးနေတဲ့ကျွန်တော်ရဲ့ပရိသတ်ကြီးအတွက်ဒီနေ့မှာတော့အထူးစီစဉ်အနေနဲ့လက်ရှိကမ္ဘာအခြေအနေကိုတင်ဆက်ပေးချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီစစ်ပွဲတာတကယ်ဖြစ်ခဲ့ရင်ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝတွေပေါ်ဘယ်လိုဆိုးကျိုးတွေရိုက်ခတ်လာမလဲဆိုတာကိုကြိုတင်သိထားဖို့လိုအပ်လို့ပါပရိသတ်တွေအတွက်အကျိုးရှိစေမယ့်ဗဟုသုတအဖြစ်ဒီအကြောင်းအရာကိုတေချာလေးပြင်ဆင်ပေးထားပါတယ်။အကယ်၍အီရန်ရဲ့အင်အားနဲ့အစ္စရေးအမေရိကန်တို့ရဲ့လက်နက်တွေတကယ်ထိတ်တွေ့ရင်ဆိုင်ခဲ့ရင်ကျွန်တော်တို့လက်ရှိဖြတ်သန်းနေတဲ့အေချမ်းတဲ့လူနေမှုဘဝကြီးဟာနောက်ထပ်24နာရီအတွင်းမှာတင်တမိုင်းဥခတ်ကိုပြန်ရောက်သွားနိုင်ပါတယ်။ဗီဒီယိုလေးမစားခင် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးကြဖို့မမေ့ကြပါနဲ့เนาะတခါတလေကြာရင်လုပ်ပြီးသားထင်ရပါမယ်မလုပ်တာလည်းဖြစ်တတ်မှုပါ subscribe လုပ်ချင်အဖြစ်လဲကျွန်တော်တို့ကိုငွေရရောက်တာပေါ့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးနေတာမို့လူချင်းမင်းတို့ဒါ subscribe လုပ်လိုက်ရင်တောင်းတမရစေရအောင်လို့အာမခံပါတယ်ကဲ intro လေးပြီးသွားရတော့စလေရအောင်2026ခုနှစ်ရဲ့ကမ္ဘာနိုင်ငံရေးအခြေအနေဟာမိစာတစ်ဖက်လက်တစ်ဖက်နဲ့ရှောက်လန်းနေရတယ်လို့ပါပဲအထူးသဖြင့်အီရန်နဲ့အစ္စရေးတို့ကြားကတင်းမာမှုဟာအေးဆက်တဲ့စစ်ပွဲရန်နီးတကယ့်စစ်ပွဲကြီးဖြစ်လာဖို့လက်တကန့်အကွာကိုရောက်နေပါပြီအကယ်၍သာဒီစစ်မီတောက်လောင်ခဲ့ရင်ဒါဟာ Middle East ရဲ့ပြဿနာတင်မဟုတ်တော့ပါဘူးသင်အိတ်ကထေရပတ်စံတင်စပွဲပေါ်အစားတောက်နဲ့တိမိသားစုရဲ့လုံခြုံမှုအထီးပါရိုက်ခတ်လာမဲ့ကပ္ပကပေးကြီးဖြစ်လာမှာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့ဒီစစ်ပွဲဖြစ်ခဲ့ရင်ကပ္ပကြီးဘယ်လိုပျက်စီးသွားနိုင်မလဲဆိုတာကိုအသေးစိတ်ခွဲခြမ်းစိတ်ပြတင်ပြသွားပါမယ်နံပါတ်1 Hormuz ရေလက်ကြားနဲ့ရေနံငရေစစ်ပွဲစားရတဲ့ပထမဆုံးရက်ချက်ကတော့ရေနံပါအီရန်မှာကမ္ဘာအင်အားကြီးဆုံးနိုင်ငံတွေကိုပြန်တိုက်ဖို့အကောင်းဆုံးလက်နက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ Straits of Hormuz ပါကမ္ဘာရေနံတင်ပို့မှုရဲ့20%ဟာဒီကျင်းမြောင်းတဲ့ရေလက်ကြားကိုဖျက်ဆီးရပါတယ်အီရန်ကဒီနေရာတွေကိုမိုင်းတွေချဒုံးကြီးယူနဲ့ပိတ်ဆို့လိုက်တာနဲ့တကဘာလုံးကရေနံတင်သင်္ဘောတွေရပ်တန့်သွားပါလိမ့်မယ်ရလိုက်ကတော့ရေနံစည်းဟာတစ်စီးကိုဒေါ်လာ200အထက်ကိုတညအတွင်းချင်းခုန်တက်သွားမှာပါဒါဟာတမိုင်းမှာတခါမှမကြုံဘူးခဲ့တဲ့စွမ်းအင်အကျက်တီးဖြစ်ပြီးနိုင်ငံတိုင်းရဲ့တည်ယူပူဆောင်ရေးစနစ်တစ်ခုလုံးအကျော်တည်သွားပါလိမ့်မယ်နံပါတ်2စိုက်ဘာစစ်ပွဲစစ်မြေပြင်မှာဘုံတွေမကြေးခင်မှာပဲတင့်ဖုံးတွေကွန်ပျူတာတွေဟာပြစ်မှတ်ဖြစ်လာပါလိမ့်မယ်အီရန်နဲ့အမေရိကန်ဟာစိုက်ဘာစစ်ပွဲမှာထိပ်တန်းအဆင့်တွေပါစစ်ဖြစ်ပြီးဆိုတာနဲ့တစ်ဖက်နဲ့တစ်ဖက်လျှက်စစ်တအားပေးဆက်ယုံတွေရီပေးဝေးစနစ်တွေနဲ့ဘဏ်လုပ်ငန်းတွေကိုစိုက်ဘာတိုက်ခတ်မှုတွေလုပ်လာပါလိမ့်မယ်တင်ဟာမြန်မာပြည်မှာပဲနေနေအမေရိကန်မှာပဲနေနေတင်ရဲ့ back application တွေအလုံးမလို့တော့တာ internet line တွေပြတ်တောက်တာမျိုးကြုံရနိုင်ပါတယ်ဒါဟာခက်တစ်လူသားတွေအတွက်ဒုတိယကြောက်ခတ်ကိုရောက်သွားသလိုခံစားရမှာပါနံပါတ်3ဒေတာတွင်မီးဟုံဟုံတောက်ခြင်းဒီစစ်ပွဲဟာအီရန်နဲ့အစ္စရေးနှစ်နိုင်ငံဒီတိုက်မှာမဟုတ်ပါဘူးအီရန်ရဲ့လက်အောက်ခံမဟာမိတ်တွေဖြစ်တဲ့လေဘနွန်ယီမန်နဲ့ဆီးရီးယားကလက်နက်ကန်တွေအားလုံးအစ္စရေးကိုဝင်တိုက်ကြပါလိမ့်မယ်တစ်ဖက်မှာကလည်းအမေရိကန်ကသူ့ရဲ့လေယာဉ်တင်သင်္ဘောအုပ်စုတွေနဲ့အတူစစ်သေးပါဝင်လာပါလိမ့်မယ်အရှိအလေပိုင်းတစ်ခုလုံးဟာမီးဟုံဟုံတောက်နေတဲ့စစ်တလင်းကြီးဖြစ်လာပြီးအပြစ်မဲ့ဗီဒီယိုတွေတန်းနဲ့ချီသေးဆုံးသွားကြရမှာပါဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအဆူရွာဆုံးလူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးကြီးဖြစ်လာမှသိကြပါတယ်နံပါတ်4ကမ္ဘာစီးပွားရေးပြိုလဲခြင်းစီးပွားရေးရကြည့်မယ်ဆိုရင်တော့ဒါဟာငရဲပါပဲရေနံဈေးတက်တာကြောင့်ကုန်ထုတ်လုပ်မှုစီးတွေတက်မယ်လေကြောင်းလိုင်းတွေဒီဝါလီခံရမယ်ကမ္ဘာစတော့ရှယ်ယာဈေးကွက်တွေဟာနိုင်ပိုင်းအတွင်းမှာပဲဒေါ်လာထရီလီယံပေါင်းများစွာဆုံးရှုံးသွားပါလိမ့်မယ်အထူးသဖြင့်အာရှနိုင်ငံတွေဟာဒီတန်ကိုအဆိုးဆုံးခံရနိုင်ပါတယ်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်သွားတဲ့အတွက်အစားတောင်းနဲ့ဆေးဝါးပြက်လက်မှုတွေဖြစ်လာမယ်လူလက်တန်းစားတွေရဲ့စုဆောင်းငွေတွေဟာငွေကြေးဖောင်းပွားမှုကြောင့်တန်ဖိုးမရှိတော့တဲ့စက်ကူတွေဖြစ်သွားနိုင်ပါတယ်နံပါတ်5 Nuclear Shadow အကြောက်ရဆုံးအချက်ကိုပြောပါဆိုရင်တော့ Nuclear အနေရပါပဲ
Israel မှာနျူကလ িয়ার လက်နက်ရှိရဆိုတာလူတိုင်းသိကြတယ်လို့အီရန်ဟာလည်းနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်မှုလက်တကမ်းအလိုကိုရောက်နေပါပြီအကယ်၍တစ်ဖက်ဖက်ကအရင်နှိမ့်တော့မယ်လို့ခံစားရင်ဒါမှမဟုတ်ရည်တည်ချက်အတွက်နောက်ဆုံးလက်နက်အဖြစ်နျူကလ িয়ার ကိုတုံးလိုက်မယ်ဆိုရင်တော့ဒါဟာတကယ့်ကိုကမ္ဘာပြက်ကိန်းပါပဲရုရှားနဲ့တရုတ်တို့ကအီရန်ဘက်ကပါဝင်ပတ်သက်လာပြီး NATO ကအမေရိကန်ဘက်ကပါလာရင်တော့ကျွန်တော်တို့သိထားတဲ့အတိုင်းကဘာကြီးဟာပြားပုံအတိဖြစ်သွားပါလိမ့်မယ်အနည်းချုပ်ရရင်ဒီအီရန်အစ္စရေးစစ်ပွဲဆိုတာအနိုင်ရသူမရှိတဲ့ကစားပွဲတစ်ခုပါအားလုံးကကုနီကုဟန်နဲ့ပျက်စီးကြမှာပါဒါကြောင့်ပဲကမ္ဘာခေါင်းဆောင်တွေကဒီစစ်မီးကိုမတောက်အောင်နှီးမျိုးစုံနဲ့ထိမ့်သိမ်းနေကြတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့တင်ရောဘယ်လိုထင်ပါသလဲဒီစစ်ပွဲကြီးရာတကယ်ဖြစ်လာနိုင်သလားဒါမှမဟုတ်ငင်းချမ်းစွာဖြစ်ရှင်းနိုင်ကြမလားတင်းရဲ့အမြင်ကိုလည်း comment အောက်မှာရေးသားဆွေးနွေးခဲ့ပါဦးနော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမေးကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပေးထားဖို့လည်းမမေ့ကြပါနဲ့ဦးနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်ဆုံကြပါမယ် Thank you for watching guys and then see you in the next video Peace